မေကွန်းဖျားသခင်ကိုယ်တိုင်ဘယ်အခါကစတင်ဖြစ်ရှိလာခဲ့သလဲဖြေကြားချက်တဖျားသခင်သည်အစတည်းကတည်းကရှိပြီးအဆုံးမရှိသူဖြစ်သည်ခမြောက်ရာရာ3:4ဖျားသခင်ကမောရှေကိုပြောကြားသည်ငါသည်ငါဖြစ်သည်ထို့နောက်သင်သည်ဤစကားကိုတရေလမြောက်လူမျိုးများထံတွင်ပြောပါငါဖြစ်သူသည်မင်းတို့ထံသို့ပို့လိုက်သည်နှင့်ဖျားသခင်သည်မဖြစ်မနေအတိတ်ယခုနှင့်အနာဂတ်တွင်ရှိမည်မှတ်တမ်းတစ်ခါ8သခင်ဖျားကပြောသည်ငါသည်အာလဖာငါသည်အိုမေဂါဂရိအခရာ၏ပထမနှင့်နောက်ဆုံးအခရာများငါသည်အတိတ်ကရှိခဲ့သူယခုရှိနေသူနောင်မြဲရှိမည့်စွမ်းအားကြီးသူဖြစ်သည်မှတ်တမ်း8လေးဘက်ကမကြမ်းမပြည့်သောတတဝါများသည်တစ်ခုချင်းစီမှာတောင်6ခုရှိပြီးယင်းတို့သည်တနေ့တညမနာမနှိမ်ပြောဆိုလျက်ရှိသည်တန်ရှင်းသောသခင်ဖျားသည်အတိတ်ယခုနောင်မြဲရှိသောစွမ်းအားကြီးသူဖြစ်သည်3ဖျားသခင်သည်မည်သည့်အခါမျှမပြောင်းလဲသူဖြစ်သည်ဟီဘရု10:2သင်သည်ကောင်းကင်နှင့်ကမ္ဘာမြေကိုဝတ်စုံလိုမျိုးချုံလိုက်နိုင်သည်ဒါပေမဲ့သင်သည်မည်သည့်အခါမျှမပြောင်းလဲပါသင်ရဲ့အသက်ရှည်သည်အဆုံးမရှိပါဟီဘရု13:8ယေရှုခရစ်သည်မနေ့ကယနေ့ထာဝရတိုင်အောင်တူညီသည်4ဖျားသခင်သည်မပြတ်နိုင်သူတဦးတည်းသောမသေးနိုင်သူဖြစ်သည်တိမောသေ16:19ဖျားသခင်သည်တဦးတည်းသောမသေးနိုင်သူဖြစ်ပြီးလူသားကဝင်မရနိုင်သောအလင်းထဲတွင်နေထိုင်ပါသည်မည်သူမျှလင်းကိုမြင်ခဲ့ခြင်းမရှိမြင်နိုင်ခြင်းလည်းမဖြစ်နိုင်ပါငါဖျားသခင်သည်ထာဝရဖခင်ဟုလည်းခေါ်ကြသည်ယေရှယာ9:6ကလေးတစ်ယောက်သည်ငါတို့အတွက်မွေးဖွားလာပြီသားတဦးသည်ငါတို့အားပေးအပ်ခြင်းခံရပြီယင်းဤချင်းတောင်းသည်ယင်းဤပခုံးပေါ်တွင်ရှိမည်ယင်းသည်အံ့ဩသောအကြံပေးသူစွမ်းအားကြီးသောဖျားသခင်ထာဝရဖခင်ငြိမ်းချမ်းမှု၏အရှင်ဖျားဟုခေါ်မည်6ဖျားသခင်သည်ထာဝရဖျားဟုလည်းခေါ်ကြသည်တညင်း33:29ထာဝရဖျားသည်မင်းအတွက်ခိုလုံရာဖြစ်သည်မင်း၏တည်မြဲသောလက်တစ်ဖက်သည်မင်းကိုထောက်ပံ့မည်ယင်းသည်မင်း၏တိုက်ခိုက်သူများကိုတော်လှန်ထုတ်ပေးမည်ဟီဘရု10:30ထာဝရဘုရား၏လက်ထဲကျရောက်ခြင်းသည်စိတ်လန့်စရာကြီးသည်9ဘုရားသခင်သည်အစဉ်အမြဲတည်မြဲသောဘုရားဖြစ်သည်စာမျက်90:2တောင်များမဖွားမြင်မီကဘာမြေနှင့်အပြည့်အဝမဖန်ဆင်းမီထာဝရဘုရားသည်အစဉ်အမြဲတည်မြဲပါသည်